င်္ဂလာပါ CV မှာပုံစံလုပ်နေလေးကို sharing လုပ်ပါမယ်ကျမတို့ Canva တွေကိုဝင်လိုက်ပါမယ် Canva တွေကိုဝင်လိုက်ပြီဆိုရင်အဲ့ဒီမှာ resume portrait လေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်အမှ CV ဖောင်ပုံစံလေးအများကြီးပဲကြာလာပါလိမ့်မယ်အဲ့ထဲကမှ pro မဖြစ်တဲ့ free သုံးလို့ရတဲ့တစ်ခုခုလေးကိုကျမတို့ရွေးလိုက်မယ်โอเคဒါလေးကိုရွေးပြီးသွားလို့ရှိရင်ကျမတို့တွေဟာအဲ့ဒီပုံကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်စာရေးလို့ရပါပြီအဲ့ဒီမှာကျမတို့ဒီမှာနာမည်ရေးပါမယ်ကျမတို့လိုချင်တဲ့ရာထူးလေးကိုတစ်ချက်ရေးပါမယ်နာမည်ရေးပြီးသွားပြီကျမတို့လိုချင်တဲ့ရာထူးကိုရေးပြီးသွားလို့ရှိရင်အောက်မှာရှိတယ်ကျမတို့ရဲ့ profile မှာကျမတို့လှုပ်ဆောင်ခဲ့တဲ့အရာလေးတွေကျမတို့ရဲ့ဖြစ်တည်မှုလေးတွေကိုအားလုံးရေးပါမယ်ပြီးသွားလို့ရှိရင်ကျမတို့ရဲ့ work experience education နောက်ပြီးတော့ဆက်သွယ်ရမယ့်လိပ်စာနောက်ပြီးတော့ကျမတို့ရထားတဲ့language ပေါ့နော် language တစ်မျိုးတက်တဲ့ဆိုလဲတစ်မျိုးနှစ်မျိုးဆိုလဲနှစ်မျိုးကျမတို့ရေးပါမယ်ပြည့်စုံစွာအားလုံးပြည့်အောင်ဖြည့်လိုက်ပါမယ်ဖြည့်ပြီးသွားလို့ရှိရင်ကျမတို့တွေဟာ profile ပုံလေးကိုစပြီးရွေးတော့မယ်ဆိုရင်အဲ့ဒီမှာဒီ photo ကတော့ဒီထဲမှာရှိတဲ့ photo ပေါ့နော်အဲ့မှာမဟုတ်ဘူးကျမတို့ upload ပုံလေးကိုဖြည့်မယ်ဒါမှမဟုတ် gallery ထဲဝင်ပြီးတော့မှကျမတို့ဒီ profile ပုံနဲ့အဆင်ပြေမဲ့ပုံလေးကိုတစ်ချက်ရွေးပြီးတော့မှထည့်ပါမယ်ဒါတော့ကျမဥပမာထည့်တာပါဒါဆိုရင်ကျမတို့ရဲ့ profile ပုံလေးရရှိသွားပြီပဲဖြစ်ပါတယ်ပြည့်စုံတဲ့ CV ဖောင်လေးရရှိသွားပြီပဲဖြစ်ပါတယ်ဒီမှာကျမတို့လိပ်စာတွေဖုန်းနံပါတ်တွေနောက်ပြီးတော့ experience တွေကိုအားလုံးပြည့်စုံစွာဖြည့်မယ်ရေးပြီးသွားလို့ရှိရင်တော့ကျမတို့အပေါ်အများလေးကိုနှဲလိုက်မယ်ဆိုရင်ကျမတို့ရဲ့ပြည့်စုံတဲ့ CV ဖောင်